Hello လီယိုတွေအားလုံးမင်္ဂလာပါဒီနေ့တော့လီယိုလေးတွေရဲ့အလဲဖြစ်ပါတယ်ကျန်တဲ့ဇိုရီရဲ့ဆိုင်တွေကိုလည်းအနောက်မှာဆက်ပြောပေးမယ်ကိုယ့်ရဲ့ဆိုင်ကလေအနောက်ကိုကြာလာလေးပို့ပြီးတော့မှဒီတေးဖြစ်လေးလည်းဖြစ်လိမ့်မယ်ပေါ့နော်ကဲလီယိုတွေအကြောင်းဆက်လိုက်မယ်လီယိုလို့ကြားလိုက်တာနဲ့ဘာကိုအရင်မြင်လဲဆိုတော့သူတို့ရဲ့သင်္ကေတသည် The Kings of the Forest လို့ခေါ်တဲ့ဂီတရာစာချင်းသိမင်းဖြစ်ပါတယ်Okay အဲ့တော့သူတို့ရဲ့သင်္ကေတသည်ချင်းသိနောက်ထပ်သူတို့ကိုလွှမ်းမိုးတဲ့ဂျိုလွှမ်းမိုးတဲ့ဂျိုကပါလဲဆိုတော့တနင်္ဂနွေဂျိုမင်းကြီးဖြစ်တဲ့ The Sun နေမင်းကြီးဟာသူတို့ရဲ့လွှမ်းမိုးတဲ့ဂျိုဖြစ်တယ်ချင်းသိနေမင်းတကယ်ခေါင်းလေးเนาะပြီးတော့ပါလဲသူတို့ကို elements သူတို့လွှမ်းမိုးတဲ့ elements ဒီ fire elements ဖြစ်တယ်ကဲအဲ့တော့ Leo energy ကဘလောက်တောင်ဟုံတောင်နေမလဲဆိုတာသိတာတာပေါ့နော်ပြီးတော့ Leo sign တွေဒီကျမသဘောကျတဲ့ energy ထဲမှာပါတယ် Leo တွေရဲ့ဒီ personality ကိုကျမသဘောကျတယ်ပေါ့နော်ဘာလို့လဲစကြည့်မယ်နော် Leo တွေဟာသူက fire sign တွေထဲမှာဆိုလို့ရှိရင်သူကဘယ်ထဲမှာဝင်လဲဆိုတော့ fix sign ထဲမှာပါတယ်ဒီ zodiac sign တွေကိုနားလဲတဲ့ကြည့်တဲ့အခါမှာဘာလို့နားလဲရမလဲဆိုတော့ cardinal sign ရှိမယ် fix sign ရှိမယ် mutable sign ရှိမယ် cardinal sign ဆိုတာကကြတော့ယာတီကိုစဝင်လာတဲ့ကနဦး sign တွေ Aries တို့လိုမျိုးပေါ့နော်သူတို့ fire energy fire sign နဲ့မှာဆိုလို့ရှိရင် Aries တို့ဆိုကြည့်လိုက်ဒါယာတီခွင်ကိုစဝင်လာတဲ့ sign တွေဆိုလို့ရှိရင်သူကဟောတိုင်းဘုံနဲ့တိုင်းကနေစိတ်မြန်လက်မြန် active ဖြစ်တယ်ဘာလို့ဆိုတော့သူတို့ကနဦး sign တွေဖြစ်လို့ပေါ့နော်အဲ့ဒါဒီ cardinal sign လို့ခေါ်တယ်နောက် mutable sign ကကြတော့ယာတီခွင်တွေပြီးကန်နေအခုအပြောင်းယာတီအခုအပြောင်းအဆုံးသက်အဲ့လို sign တွေဒီ mutable sign ဖြစ်တယ်အဲ့တော့ mutable sign တွေဒီ Gemini တို့ Virgo တို့သူတို့လည်းတကယ်ဆရာတွေပေါ့နော် mutable sign တွေကြတော့ခုပြောင်းလွယ်တယ်ပြောင်းလဲဖို့အစဉ်သင်ဖြစ်နေတယ်အဲ့ဒီပုံစံ Leo ကြတော့ fix sign Taurus တို့လို energy ပေါ့နော် Leo ကြတော့ fix sign ထဲမှာပါတယ်ဘာလဲဆိုတော့သူတို့ကယာတီတစ်ခုရဲ့အလယ်မှာအထိုင်ကျနေတာသူ့ကိုဘယ်လိုလဲဆိုတော့ heart of the season ဒီယာတီခွင်တစ်ခုလုံးရဲ့အလယ်သူကတည်ငြိမ်တဲ့ stable ဖြစ်တယ်အဲ့ဒီပုံစံမျိုးအဲ့ sign ကသွားတယ်အဲ့တော့ကြည့်လိုက် fire energy ရှိမယ်တည်ငြိမ်နေဆိုတော့ဘယ်လောက်တောင် smart ဖြစ်တယ်ဆိုတာကျွန်မအဲ့အောင်ကြိုက်တာပေါ့နော်အဲ့တော့ဆက်ပြောမယ် Leo ရဲ့ပုံပန်းတဲ့တံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲသူတို့ကတည်ငြိမ်တဲ့ Leo တွေကလေမာနကြီးတယ်ခေါင်းမာတယ်တည်ငြိမ်တယ်အဲ့ဒါ Leo energy ပဲမာနကအရင်ကြီးတယ်မာနကြီးတယ်ဆိုတာကလေကျွန်မဟိုပြောနေတဲ့ဒီခြေရာတို့နဲ့မတူမာနသူ့မှာလူတယောက်ရဲ့မာနအပြည့်အဝရှိတယ်လူသားတယောက်ရဲ့မာနပြောချင်တာကမခိုးဘူးမဝက်ဘူးကလင်ကချစ်မလုပ်ဘူးတပားသူတွေကိုခေါင်းမဖြတ်ဘူးအဲ့ဒါ Leo တွေရဲ့ပုံစံမျိုးသူတို့ကတက်မက်ဖြောင်းမက်နေတယ်သူတို့ရဲ့ဒီဖြစ်တည်မှုကိုသူတို့အရင်လေးစားတယ်အဲ့တော့ကလင်ကချစ်ညံစင်တာတွေ cheating လုပ်တာတွေဟိုဘောနော်စကားမျိုးပြောတာမျိုးတွေသူတိတ်မလုပ်ဘူး